ယောက်မှကြောင်းတက်ဖို့အတွက် show money လည်းလုံးဝပြစီရမလို့ဘူး။ကျောင်းဘက်ကလည်း VCL ချပေးတယ်။အဲ့ဒီအပြင်ကျောင်းမှာ second year second sem တက်ပြီးသွားတာနဲ့ internship အလုပ်ကိုပါတခါတည်းသွင်းပေးပြီးတော့လောက်ခလစာခံစားခွင့်လည်းရအောင်ပဲ။အသက်ကလည်း29နှစ်အထိလက်ခံထားတဲ့ program လေးတစ်ခုကျောင်းလေးတစ်ခုကို The Dream ကနေပြီးတော့ချိတ်ဆက်လျှောက်ထားပေးနေပြီဆိုတာသိပြီးပြီ။ D27 ဆိုတဲ့ဒီကျောင်း program လေးကိုလျှောက်ထားဖို့အတွက်လိုအပ်တဲ့အချက်လက်လေးတွေကတော့ဒီကျောင်းလေးကဘယ်ကျောင်းလေးလဲဆိုတာကိုသိချင်တယ်။ဘာ program လေးလဲဆိုတာကိုစိတ်ဝင်စားတယ်ဆိုတဲ့ကျောင်းသားကျောင်းသူတွေအနေနဲ့စက်တင်ဘာ intake မှာလျှောက်ဖို့အတွက်ကျောင်းသားလူဦးရေကလည်းအကန့်အသတ်နဲ့ပဲရှိတဲ့အတွက်ကြောင့်မို့လို့အမြန်ဆုံးစီးရင်ပင်သွေးဖို့တော့လိုလိမ့်မယ်နော်။ကျောင်းနှစ်တက်ပြီးတာနဲ့အလုပ်ခွင်ကိုတန်းဝင်ခြင်းနဲ့ကျောင်းသားကျောင်းသူတွေလုံးဝတက်ချင်နေဆိုတဲ့ကျောင်းသားကျောင်းသူတွေအတွက်ဒီ D27 program လေးကတော့အထူးအခွင့်အရေးတစ်ခုပါပဲရှင်။ဒီ program လေးကိုစိတ်ဝင်စားတယ်တက်ရောက်ချင်တယ်ဆိုလို့ရှိရင်တော့အခု post က comments အောက်လေးမှာလည်း D27 ဆိုပြီးတော့ comment လေးမှန်ခဲ့ပေးပါရှင်။ The Dream ရဲ့ admin တွေကနေပြီးတော့အမြန်ဆုံးဆက်သွယ်ပေးပါလိမ့်မယ်ရှင်။